ညဘက်မှာတိတ်ရခတ်နေရင်အခန်းကိုတိတ်ဆိတ်နေပါစေသူနဲ့စော့တာမြူတာခဏနာထားပါမီးလေးပိတ်တိတ်တိတ်ဆိတ်ဆိတ်နဲ့ကလေးကိုဖင်လေးပုတ်ပေးပါတဖြည်းဖြည်းနဲ့ငိုက်ပြီးအိပ်ပျော်သွားပါလိမ့်မယ်ငိုနေရင်တော့ပြန်ချီရမှာပေါ့လေညဘက်မှာခဏခဏနိုးနေရင်ကလေးတွေက3-4နာရီတခါနိုးစားတတ်ပါတယ်ညဘက်မှာလည်းဒီလိုပါပဲဒါကြောင့်တေချာပေါက်ထပြီးနိုးထတတ်ရမှာပါတခါတလေကလေးထလာတာဗိုက်စားတာကြောင့်မဟုတ်ပဲသေးခံဆူနေလို့လည်းဖြစ်နိုင်ပါတယ်တချို့ကြလည်းဒီတိုင်းနိုးလာပြီးဖင်လေးပုတ်ပေးလိုက်ရင်ပြန်အိပ်သွားတာပါပဲဒါကြောင့်ကလေးငိုတိုင်းထเสียရမလိုပါဘူးအိတ်ချင်တာကိုကြည်ကြနေတယ်ဆိုရင်ဒီကလေးအိတ်ချင်နေတာကိုမအိပ်ဘူးကြည်ကြနေတယ်ဆိုပြီးမိဘတွေပြောတတ်ကြတယ်မလားဟုတ်ပါတယ်ကလေးတွေကအိတ်ချင်နေရတဲ့မျက်လုံးတွေပုတ်ပြီးငိုနေတတ်တာရှိပါတယ်ဘာလို့လဲဆိုတော့သူတို့အိတ်ဖို့အဆင်မပြေလို့ပါပဲအခန်းကပူလွန်းအေးလွန်းနဲ့မီးတွေလင်းနေတယ်ဆိုရင်အိတ်လို့ရမှာမဟုတ်ပါဘူးဒါကြောင့်မီးတွေကိုမှိတ်ထားပါအခန်းပူချိန်ကိုညှိပါကလေးကတဖြည်းဖြည်းအိပ်ပျော်သွားပါလိမ့်မယ်